နော်ရှူနေလာပြီဒီသားနဲ့ဘုရားရဲ့ကိုကြည့်တယ်ဘောလုံးတွေဟောဒီသူတိုင်းချက်သွားနေတယ်နော် ဒီရိုက်ဖို့ဘယ်လိုနေတော့ရိုက်ခဲ့တယ်ဘယ်လိုရှိ ကောင်းနေတာလားဆိုတော့ဆက်ပါလေဘုရားရဲ့ကိုကြည့်မယ်နော်ရှူနေပါဒီလိုလာပါတဲ့မင်းကြီးကိုလာပြီစူးတော်ဝင်လာပြီရန်ကုန်မှာမတ်တရားနေပြီးတော့စူးတော်ဝင်ပါပဲရန်ကုန်ကဆရာတန်းကလည်းအားသေးထပ်မီရန်ကုန်ကကိုခန့်ကလည်းအားသေးတော့မေးဒီချင်းချင်းထိတ်ပါတယ်ခင်ဗျာနာနာပေါ့ပါပါဒီလိုလာပါတဲ့ကောင်းခန်းတဲ့ထပ်ပြီးတော့ကိုအောင်ကျော်စိုးမမှုပါပဲဒါဝိကျော်ဆွေဆက်ကလောပြောပါလေသူတော်ဝေးတသိကြီးနေသွားပါလေခင်ဗျာဒီလိုမျိုးလေးကြားတော့လေဒီလိုပေါ့နော်လူတွေလည်းပြည့်ပြည့်ညံ့ညံ့မှာကောင်းခန်းနဲ့လိုက်ပြီးတော့နှုတ်ဆက်တဲ့ခနဲ့ကျွန်တော်တို့ရဲ့ရှမ်းပြည်နယ်မှာကျင်းပတဲ့ကလောမျိုးရဲ့ဒီရှိုလေးပွဲလေးကိုတဲ့အခုလိုမျိုးရောက်ဝေးကနေလာအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့အခုအိမ်မဲကပါပါလို့ရေးဆိုင်လာလေသူတော်ဝေးအားတဲ့ကြီးနေတော့ဟုတ်ကဲ့ထပ်ပြီးတော့ကိုကျော်မျိုးလေးရန်ကုန်ကလည်းသူတော်ဝေးဂျက်တီချင်းကိုကြောက်ပြန်ပြင်းတော့ဒီလိုလာလို့လည်းဒီလိုလေးတွေကိုချင်းချင်းတွေရရှိတာပါဗျာဒီတမတ်တော်ရဲဒီစရာကိုထုံးနေဒီဆိုညာထွေးကောင်းပါဘုံချစ်ပေါ်ဒီအေကူညာဒီလိုကလောရဲ့လက်စတိုင်းတော့ရိုးရာပြီးဆုံးနေအိမ်ဝဲကြီးမှာတပိလူလာရောက်ရှိနေဆိုပါတယ်ဗျာဒီစရာများကိုဘုံပြုစုစုပါတယ်ကြောက်ရှူလေးတွေဝင်းပြီးရှူလေးတွေကြည်တဲ့ဝင်းဒီတစ်ခုလုံးမှာဗျာခြာထွက်နေတာကြောက်ရှူလေးရတဲ့မျိုးဝင်းပြီးရှူလေးရတဲ့မျိုးပေါ့ဗျာတမျိုးပြီးမျိုးအစစ်ကြီးအစစ်ဒီကိုဒီနေရာပေါ်ပြောင်းနေလို့လေးလာပြီးဝင်းပြီးပုံစံဒီလိုပဲထပ်ပြီးတော့ကောင်းခန်းအတွက်ကိုပြူးကြောင်နေစနီးများကလည်းသူ့တော်ဝေးတောင်းချင်းပြလိုက်ပါတယ်ခင်ဗျာဒီလိုလာလာပတ်ပါနေနေရအောင်ထပ်ပါပဲခင်ဗျာย้ายมาเข้าไปแล้วพูดจาเสียวอ่ะเนาะဒီနေ့မှာစီစဉ်ထားတဲ့တက်လာတဲ့ရန်တဲ့ဒီနေ့နော်အစုံပါလဲတောင်းတောက်ရှူကာလာတော့နော်စီအောင်ရှူတီအောင်ရှူလာဒီဦးလားနော်လိန်သာလေးတွေနဲ့တောင်းတယ်ဒါဒီလိုမျိုး
တာလေးတွေရောအစုံပါပဲခင်ဗျာပရိသတ်ကြီးတို့လည်းနှစ်သက်လို့မလုပ်ချင်ပါနဲ့ပရိသတ်ကြီးတွေနှစ်သက်တယ်ဆိုရင်ဩဘာလက်ကိုသာတော့တိုင်းတိုင်းပြောလေးနေနေထပ်ပြီးလိုက်သူတို့ပြန်တော့ချတာလားမသိပါဘူးခင်ဗျာနော်အင်ပြန်မလာပါနဲ့နော်ဗလိန်တာတွေရောကြောက်ရှူးတွေရောဝင်းမင်းရှူးတွေရောအစုံပါပဲခင်ဗျာမျိုးမျိုးပုံပုံနဲ့ပြုလုပ်ပြီးလာရောက်ရှင်ပြေးတာနော်ဘယ်တောင်ကျင်းရကိုကိုစားတူထားတဲ့ပေါင်ခန်းနဲ့ဖြစ်ပါခင်ဗျာကဲလာပါလေခင်ဗျာတကယ်လာပါလေခင်ဗျာမလာပဲနဲ့ပြောနေတာမဟုတ်ပါဘူးတကယ်လာပြောနေတာပါခင်ဗျာနော်အဒီအောင်လေးတွေနော်လိန်တာလေးတွေဝင်းမင်းအောင်လေးတွေပေါ့ခင်ဗျာတမျိုးပြီးတမျိုးမရိုးရပါဘူးခင်ဗျာโอเคဆမ်းမပြီးတော့ကောင်းခန်းတွေယူရတော့စံတာကလည်းသူတော်ဝင်ဟာတောင်းရှင်းနေသွားပါတယ်ခင်ဗျာသူတော်ဝင်ပြန်ပြန်တော့လာပါပြီသူတော်ဝင်ရှင်းနေတယ်ဆိုတာလည်းတကယ်ကောင်းမှုရှင်းနေခြင်းဖြစ်ပါတယ် นี่มันด้วยใจเราบ้านี่เลย ကျန်သေးတယ်ဒီဘက်ကိုလဲဖို့မစဉ်းစားနဲ့ကျန်သေးတယ်ကလေးအပေါ်မှာအများကြီးဒီဆရာချုံးလို့ရဲ့သူ့ရဲ့ဒီကိုဒီဘယ်လိုပြုလုပ်ထားလဲဆိုတာမှရန်ဒီနေရတဲ့အပေါ်မှာကျန်နေသေးတဲ့အစိတ်လေးတွေနော်ဒီဘက်ကိုလည်းလဲဖို့မစဉ်းစားနဲ့ဦးနော်ကြာရောင်လေးတွေဟုတ်ကဲ့အရှိကားမပြောပါနဲ့ဒီမှာတန်တန်းကြီးဒီဘက်ကိုကျုံးတော့မယ်နော်